မမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆွေရစမကနေပြီးတော့ကြိုးစိုးလိုက်ပါတယ်မမဒီဆက်လေးကိုဘယ်ရလာဝယ်တာလဲလှန်ရတာပါအခုဆက်လေးဝယ်ရတာရောအဆင်ပြေလားအဆင်ပြေပါတယ်ဆန်းရတာရောအဆင်ပြေပါတယ်အခုဒါ59မျိုးနော်အခုဒီပန်းတွေထဲမှာဘယ်ပန်းကိုအကြိုက်ဆုံးလဲဒီရှမ်းပန်းအလှလေးထဲမှာဟုတ်ပြီအခုဒီဆက်လေးကိုဆက်ပြီးတော့ချုပ်ရတဲ့အချိန်မှာရောဘယ်လိုစိတ်ထဲမှာခံစားချက်တွေရှိလဲအဆင်ပြေပါတယ်ပန်းလေးလာတော့လေလာကြိုက်လားကြိုက်တယ်အဲ့ဒါဒီက customer တွေလာခဲ့ပါလို့ပြောလိုက်ဟုတ်ကဲ့လာခဲ့ပါနော်ဒီမှာတန်းနေမကုံကင်လာဝယ်လို့နော်မကုံကင်လာဝယ်ပါဟုတ်ပါပြီကျွန်တော်ဒီဆက်လေးကိုတော့အခု9ရက်နေ့အထိကို2,900,900နဲ့ promotion ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်ကောချင်းင်းလီပါရောအကုန်ပြီးစီးဟိုမှာကျွန်တော်တို့2,900,900မှာခင်ဗျာဒီလိုဆက်လေးလိုချင်တယ်ဆိုလို့ရှိရင်เนาะအမှတ်42 A တင်စီစီယုံအနော်ဒါလန်းကဝင်မယ်ဆိုရင်ကျွန်တော်တို့ CS Max ဆိုပြီးတော့ site မို့အကြီးနဲ့ရှိပါတယ်ခင်ဗျာကဲအချုပ်ဆက်တွေဝင်ကပါဖြစ်တဲ့ CS Max ကိုလမ်းလို့လာခဲ့ပါ39 4 2 3 2 4 3 2 5 3 နဲ့39 9 9 3 3 3 လုံး2 9 3 8တို့ကိုဆက်သွယ်မှယူနိုင်တာပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်တောင်းလိုက်တာကွာဗျာကျွန်တော်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလုပ်ဖို့ဗျာအဲ့ဒါဘာလုပ်ရမလဲမသိဘူးအချုပ်လိုက်လေညီလေးအချုပ်ဆက်ကမိသားစုတစ်ခုလုံးအတွက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုလုပ်လို့ရတယ်တနေ့ကိုဥပမာကွာညီလေးအနေနဲ့ T-shirt 10တယ်လောက်ပဲချုပ်တယ်ထောင်းတစ်ထည်ဟိုမှာ3000နဲ့တွက်ပြီးချုပ်ရင်တော့ညီလေးတစ်ရက်စာဝင်ငွေရ3000ရှိတယ်တစ်လမှာ25ရက်အလုပ်လုပ်မယ်ဆိုရင်9သိန်းဝန်းကျင်လောက်ပဲရှိတယ်9သိန်းဝန်းကျင်လောက်ညီလေး income ရလာတယ်ဒါပေမဲ့ဆက်တစ်လုံးလောက်ပဲရင်းရမယ်ညီလေးဒီဆက်လေးက2,900,900ပဲရှိလေညီလေးကညီလေးတစ်လလောက်အချုပ်ဆက်ချုပ်လိုက်ပြီဆိုတော့ညီလေးဝင်ငွေက4သိန်းလောက်မြတ်သွားပြီကဲအဲ့တော့အချုပ်ဆက်တစ်လုံးရှိုံနဲ့ညီလေးအသက်မွေးဝမ်းကြောင်းလုပ်လို့ရသွားပြီကဲတပိုင်းတနိုင်ပဲဒါကတပိုင်းတနိုင်ပဲဒါကတော့တနိုင်တပိုင်းလုံးမဲ့သူတွေအတွက်ကောင်းတဲ့ဆက်လေးဒါရိုးတစ်ချောင်းနဲ့လေးရတယ်ဇီးဆက်လေးရတယ်ကြက်သီးပေါက်လေးရတယ်အနားလုံးလို့ရတယ်လိုရှမ်းပန်းရတယ်ပြီးတော့အိမ်ဆက်လုံးအိမ်နဲ့ကွာအိမ်ဆက်လုံးအိမ်နဲ့ဒီလိုမျိုးအိမ်ဆက်လုံးအိမ်နဲ့ဟိုမှာခြေနှင်းလီပါလေးနဲ့ညီလေးဘာပဲဖြစ်ဖြစ်ကွာညီလေးအရန်တန်သွားပြီကိုစိုးလေးဒီလိုဆက်မျိုးတွေအများကြီးဝယ်ခြင်းနေဆိုအမြန်လာလိုက်တော့အမက15နှစ်ပျက်စီးဖို့လက်ခလုံးဝမြူတာစေတနာအချုပ်ဆက် CS မှာကွယ် CS မှာဆိုအချုပ်ဆက်ဆိုအချုပ်ဆက်တွေဝင်ကပါလက်လို့လာခဲ့ပါကျွန်တော်ဆိုင်လိုက်စာတော့အမ42 A တင်စီရောအနော်ထားလန်းကဝင်မယ်ဆိုရင် CS မှာဆိုပြီးတော့စိုက်မုတ်ကြီးနဲ့ရှိပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့399420 243 နဲ့399003 3လုံးနဲ့938တို့ကိုဆက်သွယ်မှောက်နိုင်တာပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဂါကြီးဘာကြီးတော့ဗျာကျွန်တော်အချုပ်နေနဲ့အခရခဏကျိုးနေလို့ဘာလုပ်ရမလဲဒီလိုဘီတင်ဆက်တွေမှလာညီလေးဟုတ်တယ်ဟာအဲ့လိုညီလေးအချက်3ချက်မှားနေပြီနံပါတ်1တစ်ချက်ကကြတော့ပိတ်စာထူပြီးတော့အဲ့နံပါတ်အပားနဲ့သုံးမိတာနံပါတ်2တစ်ချက်ကကြတော့ဆက်ကသွားနေနေမှာညီလေးပိတ်စာတွေကိုမှားဆွဲမိတာလက်နဲ့မှားဆွဲမိတာကျိုးနိုင်တာပေါ့ဘာဖြစ်လို့လဲဆိုဆက်ကခွေးသွားပါတယ်လေခွေးမဟုတ်ဒီမှာဆက်မှာဒီလိုမျိုးခွေးသွားစိတ်ကလေးတွေပါတယ်အဲ့ခွေးသွားလေးတွေကိုအကိုတို့ကဆွဲမိတယ်ဆိုရင်စက်ညင်ဘက်အရက်ကိုရောက်သွားတယ်ဆက်က အကိုတို့ရဲ့စက်ညင်ဘက်ကိုသွားတာအကိုတို့ဘက်ကိုပြန်ဆွဲတယ်ဆိုလို့ရှိရင်မှားပြီးတော့မှအကကျိုးနိုင်နံပါတ်3တစ်ချက်ကတော့ညီလေးအကိုပြောင်းပြန်တက်မိတာအတက်တယ်ဆိုရင်အတွေကဒီလိုမျိုးလေးတက်ရတယ်အချက်လေးတွေကကိုယ့်ဘက်ပါဒါမျိုးပေါ့နော်2မျိုး2စားရှိတယ်အဲ့လိုတက်တာမှားမိတယ်ဆိုရင်အကအဲ့လဲကျိုးနိုင်သလိုခြီလဲခြီပြောခြီပြက်တွေလည်းဖြစ်နိုင်နော်ဒီဆက်ကစင်ကားဘီတင်ဆက်ကိုမှပန်း59မျိုးရတယ်ဒီလိုရှမ်းပန်းအလားတွေကြီးပဲညီလေးရှမ်းပန်းနဲ့တင်တန်တယ်ရိုးတစ်ချောင်းနဲ့လည်းရတယ်ဒီလိုမျိုးဇီးဆက်တွေရတဲ့အပြုံဒီလိုရှမ်းပန်းအလားတွေကြက်သီးပေါက်ကြက်သီးတက်ရတဲ့အပြုံအနာလုံးစစ်ပြောက်စစ်တက်ပါရတယ်ကွာဒီလိုဆက်တွေကဘယ်လိုလူတွေသုံးတယ်အခုမှစားချုပ်မဲ့သူတွေလုပ်ငန်းသုံးမဲ့သူတွေအထက်အရေအတွက်ကိုတစ်နေ့ကိုမှ10တယ်လောက်15တယ်လောက်သုံးကျင်နေတဲ့သူတွေဒီလိုလူမျိုးတွေသုံးလို့ရတယ်ရတာပေါ့ဒဏ္ဍိုင်တစ်ပိုင်ချုပ်ကျင်တဲ့သူတွေလေးကကျွတ်ကြောင်ခေါင်းစည်းခွေးလှလှလေးချုပ်တယ်ကျွတ်ကြောင်လက်ကိုင်မွာလှလှလေးချုပ်တယ်ကဲဒါမျိုးတွေကိုဒီဟာမျိုးနဲ့သုံးလိုက်တစ်ပိုင်နဲ့မိသားစုအသက်မွေးဝမ်းကြောင်းလုံးမဲ့လုပ်ငန်းတစ်ခုကိုပါစတင်အကောင့်တော်ဖယ်လို့ရရင်ကြီးလေးဈေးက2,900,900ပဲရှိတယ်ကဲအဲ့တော့ဒီဆက်လေးလိုချင်နေဆိုရင်အမတ်42 A တင်စီစီရောအနော်ထားလမ်းကောင်းဝင်ဆိုရင် CS Max ဆိုပြီးတော့စိုက်မှုအကြီးနဲ့ရှိတယ်အခုရဲ့ဖုန်းနံပါတ်ကတော့399420 243 253နဲ့399003 လုံးနဲ့938တို့ကိုဆက်သွယ်မှယူနိုင်တာဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ရဲ့ဆိုင်အစ်တိုးချဲတဲ့အနေနဲ့ motion တွေလည်းကျွန်တော်တို့လုပ်ပေးတော့မှဖြစ်တဲ့ကြောင့်ဒီကနေပြီးတော့သတင်းကောင်းလေးပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ